နိုင်ငံတနိုင်ငံသို့မဟုတ်လူအဖွဲ့အစည်းတစ်ခုမှာလွတ်လပ်ခွင့်နဲ့အမှန်တရားကိုဖော်ထုတ်ခွင့်ဟာဒီမိုကရေစီရဲ့အသက်သွေးကြောဖြစ်ပါတယ်။အစိုးရများရဲ့ဆုံးဖြတ်ချက်တွေနဲ့လှုပ်ဆောင်မှုတွေအကြောင်းကိုပြည်သူတွေသိရှိဖို့အရေးကြီးပါတယ်။ နိုဝင်ဘာ15ရက်မှာတော့ကဘာတဝန်းတာအစိုးရအဖွဲ့အစည်းများရဲ့ပွင့်လင်းမြင်သာမှု transparency ကိုမြင့်တင်ပေးဖို့အထူးထားအာရုံစိုက်ကြပါတယ်။ဤနေ့ကိုအပြည်ပြည်ဆိုင်ရာမှတ်တမ်းများထိန်းသိမ်းရေးနှင့် International Archives Day အဖြစ်ကုလသမဂ္ဂ UNESCO ကသတ်မှတ်ခဲ့ပြီးမှတ်တမ်းမှတ်ရာတွေနဲ့စာရွက်စာတမ်းတွေဟာလူအခွင့်အရေးသမိုင်းမှတ်တမ်းနဲ့အနာဂတ်အတွက်ဆုံးဖြတ်ချက်ချရာတွင်အထောက်အကူပြုပုံတို့ကိုအလေးထားပြသပါတယ်။ဒါပြင်ဤနေ့သည်အချို့နိုင်ငံများတွင်အာဏာကိုပြည်သူတို့အပြန်လဲအနှင်းချင်းကိုဂုဏ်ပြုသည့်နေ့လည်းဖြစ်ပါတယ်။မှတ်တမ်းများထိန်းသိမ်းခြင်းကနေတဆင့်ပြည်သူတွေဟာသူတို့ရဲ့အတိတ်ကိုနားလည်နိုင်ခြင်းအစိုးရရဲ့လှုပ်ဆောင်မှုတွေကိုစောင့်ကြည့်နိုင်ခြင်းနဲ့တရားမျှတမှုကိုရှာဖွေနိုင်ခြင်းတို့ကိုဒီနေ့ကပြက်ပြက်သားသားသတိပေးနေပါတယ်။တင်ရောအဖွဲ့အစည်းဒါမှမဟုတ်အစိုးရစီကဘလို့မျိုးအချက်အလက်တွေကိုပွင့်လင်းမြင်သာစွာသိရှိလိုပါသလဲ။မှတ်ချက်မှာပြောပြပေးတဲ့အောင်နော်။